ကမ္ဘာအကြီးဆုံးစာအုပ်ကြီးလို့ပြောလိုက်တာနဲ့လူတော်တော်များများကမန္တလေးကကုသိုလ်တော်ဘုရားကြီးကိုပြင်းပြင်းချပါလိမ့်မယ်။ဒါပေမဲ့မကွေးတိုင်းဒေသကြီးရှင်နဲ့ချောင်းမြို့မှာလည်းဗုဒ္ဓဘာသာသမိုင်းကိုပြောင်းလဲစေခဲ့တဲ့နောက်ထပ်ကမ္ဘာအကြီးဆုံးစာအုပ်ကြီးတစ်အုပ်ရှိခဲ့ဘူးလဲဆိုတာခင်ဗျားတို့သိပြီလား။ရှင်နဲ့ချောင်းမြို့ကိုအားပေးနေကြတဲ့မျိုးရီအားလုံးပဲမင်္ဂလာပါဗျ။ဒီနေ့ကျွန်တော်တင်ဆက်ပေးချင်တာကတော့ရှင်နဲ့ချောင်းမြို့ကသမိုင်းဝင်ကြောက်စာယုံတော်ကြီးအကြောင်းကိုပြည့်ပြည့်စုံစုံလေးတင်ဆက်ပေးပါမယ်ခင်ဗျ။ရှင်နဲ့ချောင်းမြို့မှာရှိတဲ့ကြောက်စာယုံကြီးကိုတချို့ကလည်းကမ္ဘာအကြီးဆုံးစာအုပ်ကြီးတချို့ကလည်းစတုထတန်ခါရနာတင်ကြောက်စာယုံကြီးလို့ခေါ်ကြပါတယ်။မြမဗုဒ္ဓဘာသာသမိုင်းကြောင်းနဲ့ရှင်ကျေးမှုအရာအလွန်ထူးခြားပြီးတန်ဖိုးရှိတဲ့နေရာတစ်ခုဖြစ်တဲ့အပြင်ရှေးခေတ်မြမရေနံတထေကြီးတွေရဲ့သာသနာပြုစိတ်ဓာတ်နဲ့လက်ရမြောက်လှတဲ့ဘိသုကာပညာရပ်တွေကိုတနေရာထဲမှာမြင်တွေ့နိုင်တဲ့သမိုင်းဝင်နေရာတစ်ခုဖြစ်ပါတယ်။ကြောက်စာယုံကြီးကိုတွင်ရုံတွင်သားတထေကြီးဦးတာကန်နဲ့ဇနီးတော်ခင်သင်တို့ကမာတီလူတန်းခဲ့ကြတာပါ။ဦးတာကန်ဟာရေနံတွင်ပေါင်းများစွာကိုပိုင်ဆိုင်တဲ့တထေကြီးဖြစ်ပေမဲ့စည်းစိမ်ကိုသာသနာအတွက်ရဲရဲရော်ရော်လှူဒန်းခဲ့သူဖြစ်ပါတယ်။အဲ့ဒီခေတ်ရဲ့ငွေကြေးတန်ဖိုးအရဒင်းကားပြသိန်းကနန်းမကကုန်ကြခဲ့ပြီးတချို့ကလည်းငွေရင်းကား9ရင်းကုန်ကြခဲ့တယ်လို့ဆိုပါတယ်။ယနေ့ခေတ်တန်ဖိုးနဲ့ဆိုရင်တော့တန်ဖိုးဖြတ်မရနိုင်လောက်တဲ့ဘီလီယံချီပြီးတန်ဖိုးရှိတဲ့ရေနံတိုက်ကြီးဖြစ်ပါတယ်။မြန်မာတက္ကရာ1250ပြည့်နှစ်ကျော်ကာလခရစ်နှစ်1890ဝန်းကျင်ဟာရှင်နယ်ချောင်းမြို့မှာရေနံတွင်းတထေကြီးတွေအလွန်စီးပွားတက်ပြီးသာသနာပြုလုပ်ငန်းတွေကိုအပြိုင်ဆိုင်လုပ်ခဲ့ကြတဲ့အချိန်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း130ကျော်ခရစ်နှစ်1885ခုနှစ်မှာမြန်မာနိုင်ငံဟာအင်္ဂလိပ်လက်အောက်ကိုကြာရောက်ခဲ့ပြီးပြည်ပေါင်းမင်းလည်းပါတော်မူသွားခဲ့ပါပြီ။တိုင်းပြည်ကလည်းပြက်သာသနာကိုစောင့်ရှောက်မဲ့မင်းကောင်းမင်းမြတ်ကလည်းမရှိတော့တဲ့အဲ့ဒီအားငယ်စရာအချိန်မှာပဲရင်နှချောင်းမြို့ကရေနံတထေးဇနီးမောင်နှံဖြစ်တဲ့ထွေယိုတွင်သာတထေးကြီးဦးတာကန်နဲ့ဇနီးတော်ခင်သင်တို့ဟာကြီးကျယ်လှတဲ့သာသနာပြုစိတ်ဓာတ်တစ်ခုပေါက်ဖွားလာခဲ့ပါတယ်။မန္တလေးကကုသိုလ်တော်ဘုရားကြီးမှာမင်းတော်မင်းတရားကြီးကဗုဒ္ဓဟောကြားခဲ့တဲ့ပါဠိတော်မူရင်းတွေကိုကြောက်စာတင်ခဲ့ပြီးပါပြီ။ဒါပေမဲ့ပါဠိတော်တွေရဲ့ခက်ခဲနက်နဲတဲ့အဓိပ္ပာယ်တွေကိုဖွင့်ဆိုရှင်းလင်းထားတဲ့အထာကထာနဲ့ဏီကာတွေကတော့ကြောက်စာအဖြစ်မရှိသေးပါဘူး။ဒါကြောင့်တွင်သာမင်းကြီးဦးတာကန်နဲ့ဒေါခင်သင်တို့ဟာတီဟိုကျွန်းမှာသရုတ်ထတန်ခါရနာတင်ခဲ့တဲ့အဲ့ဒီအထာကထာဏီကာချမ်းတွေကိုမြန်မာသမိုင်းမှာပထမဆုံးအကြိမ်ဖြစ်ကြောက်ထက်အခရာတင်ဖို့စီမံခဲ့ကြပါတယ်။ဒါဟာနိုင်ငံတော်အစိုးရအဆင့်ဒါမှမဟုတ်ရှင်ဘရင်တွေမာတီခဲ့တာမဟုတ်ဘဲနဲ့အခြေခံလူဒန်းစားရေနံတထေးလင်မယားရဲ့ကိုပိုင်ဒနာကိုပိုင်စေတနာတတ်နဲ့တိဆောက်ခဲ့တဲ့မဟာအံ့ဖွယ်အလှူတော်ကြီးဖြစ်ပါတယ်။ဒီအလှူကြီးဖြစ်မြောက်ဖို့အတွက်အဖြူရောင်စကြင်ကြောက်ပြားတွေကိုမန္တလေးစကြင်တောင်ကနေမှာယူပြီးအေယာရီမြစ်အတိုင်းဖောင်တွေနဲ့ခက်ခက်ခဲခဲတည်ခဲ့ရတာပါ။စလုံးတစ်လုံးမှာမမားတွေကိုအဲ့ဒီခေတ်ကပြီးကတ်တက်မြောက်တဲ့ဆရာတော်ကြီးတွေကိုပဲ့ဖိတ်ပြီးစာပြင်ခိုင်းခဲ့ရသလိုမန္တလေးကနာမည်ကြီးကျောက်စစ်ဆရာကြီးတွေကိုလည်းပညာကြီးအမြောက်အများပေးပြီးထွန်းထူစေခဲ့ရတာပါစုစုပေါင်းကျောက်စာချက်ကြီး450ချက်ရှိပြီးဒုတိယကမ္ဘာစစ်အတွင်းမှာဘုံတန်တွေခံခဲ့ရပေမဲ့လည်းယနေ့တိုင်ရင်နှချောင်းမြို့မှာခမ်းကြားထဲဝါစွာရပ်တည်နေတဲ့ဖြစ်ပါတယ်မန္တလေးကုသိုလ်တော်ဘုရားကြီးကိုကမ္ဘာအကြီးဆုံးစာအုပ်ကြီးလို့သတ်မှတ်ရင်ရင်နှချောင်းကဒီကျောက်စာယုံကြီးခါလဲဒုတိယမြောက်ကမ္ဘာအကြီးဆုံးစာအုပ်ကြီးအဖြစ်ရောမြန်မာတို့ရဲ့ဂုဏ်ဆောင်သမိုင်းပြတိုက်ကြီးအဖြစ်ရောတည်ရှိနေပါတယ်။ခင်ဗျားတို့ရောရင်နှချောင်းမြို့ကိုရောက်ရင်ဒီသမိုင်းဝင်နေရာကြီးကိုသွားရောက်ဖူးမြော်ဖို့အစီအစဉ်ရှိကြရဲ့လားဗျ။